2025 ခုနှစ်17 လပိုင်းနိုဝင်ဘာလတနင်္ဂနွေသားသမီးတွေဟာဒုတိယကံကောင်းသောဇာတာရှင်များဖြစ်တယ်တနင်္ဂနွေသားသမီးများဟာလုပ်ငန်းရေးဇာတာမှာအောင်မြင်မယ်လုပ်ငန်းခွင်မှာရောင်းရည်ဝယ်ရည်ကိစ္စရပ်တွေအောင်မြင်နိုင်မယ်ရောင်းကုန်ပစ္စည်းအိမ်ချမ်းမြေအကျိုးတော်ဆောင်ဝယ်စားလုပ်ငန်းစီးပွားလုပ်ငန်းတွေအောင်မြင်မယ်ချမ်းဝင်မယ်မြေဝင်မယ်ရွှေဝင်ရမယ်ကိန်းငန်းဇာတာရှင်ဖြစ်တယ်ကံကောင်းခြင်းအောင်မြင်ခြင်းနဲ့ဖော်ဆောင်နေတယ်ဒေါသစိတ်ကလေးထိန်ပြရမယ်ဇကာအညက်ကုန်ပြဿနာကိစ္စသတိထားရမယ်ဇကာမတိတုဇကာဂတိပြတ်ကွက်သူတွေကြောင့်ဒုက္ခကြုံရတတ်တယ်မေတ္တာရေးဇာတာအားကောင်းတယ်အရှိရေးကံဇာတာလည်းကောင်းမွန်တာတန်ငယ်နေသားသမီးတွေဖြစ်နေတယ်တမီးစာရေးကိစ္စမေတ္တာရေးကံလန်းတာမေတ္တာအရှိရေးဆိုတာတွေအောင်လုံးဝကိုအင်မတန်စိတ်ချမ်းသာမှာဗျာမင်္ဂလာစကားတွေကြားရမယ်လက်ခံတာမိဘသဘောတူတာတနည်းအားဖြင့်တယောက်နဲ့တယောက်စိတ်သဘောထားတိုက်ဆိုင်မှုရှိသွားတာတနည်းအားဖြင့်တဥပေါ်တခုနော်တဥပေါ်တဥရှစ်ခင်စုံမကျင်နာတာကောင်းကျိုးပြုတဲ့ရှစ်ရှိမေတ္တာကံကောင်းကျိုးပြုတဲ့လာတလအင်မတန်ကောင်းကျိုးပြုမဲ့မင်္ဂလာအခါတော့တန်ငင်နေသားသမီးဒါမှကံကောင်းတဲ့နေနာမှာတော့ဒုတိယပဲဖြစ်နေတယ်ဖတ်မှာမသွားဘူးနည်းနည်းလေးလုံငန်းွယ်မှာထိကအနာတရားဖြစ်တတ်တယ်ရှေလတ်စကရိယာစရန်တရားစပစ္စည်းထိထွေးကင်တဲ့နေရာမှာတတိပြရမယ်အရှုပ်လုံငွေကိစ္စမှာစကားများရတာစကားမတည်သူဂတိမတည်တဲ့သူငွေကြေးပြဿနာကိစ္စစနူးဆန်အောင်ဖြစ်ရတတ်တယ်စိတ်အနောက်ချက်ဖြစ်ရတတ်တယ်နောက်ဇွဲကြည့်ပါတယ်တန်ငင်တွေသားသမီးတွေစိတ်အားထက်တန်တယ်လက်တွေရအောင်ကြိုးစားတတ်တယ်တန်ငင်တွေဖဇာတာရှင်တွေတော့စီပွားရေးကောင်းမယ်ငွေကံပွင့်မယ်လုပ်ငန်းရေးတွေရောင်းပဝယ်ဖန်ကိစ္စရက်တွေလည်းအောင်မြင်နိုင်မယ်ကောင်းကျိုးပေးမယ်ဖြစ်ရှင်တော့နိုဝင်ဘာလ17 လပိုင်းဟာတန်ငင်တွေသားသမီးတွေ5 ပတ်တည်တည်ရမယ်နိုဝင်ဘာ2 ရက်နိုဝင်ဘာ9 ရက်နိုဝင်ဘာ16 ရက်နိုဝင်ဘာ23 ရက်နိုဝင်ဘာ30 ရက်နိုဝင်ဘာလကုန်30 ရက်5 ပတ်တည်တည်ဟာတန်ငင်တွေနေများဖြစ်တယ်တန်ငင်တွေဇာတာရှင်များတန်ငင်တွေဖမွေဖဇာတာရှင်များခဏကံကောင်းပွင့်လက်ပွင့်မှုကံကောင်းခြင်းစီးပွားကံတက်စီလို့တဲ့အတွက်နိုဝင်ဘာလတစားမုံလာမြတ်မိမိမွေးနေ့တန်ငင်တွေနေများမိမိနေအိမ်ဖျားတော်၎င်းဖျားစေတီတန်ငင်တွေချုပ်တောင်းလိုက်တော်၎င်းဂျိုးပြင်းတန်းပြီးနောက်ညောင်ပင်မှာရှိတဲ့ချုပ်တောင်းမှာပဲဖြစ်စေကောင်းညင်ပေါင်းတပတ်ကံတမယာကြီးတမယာဖြော်ကြီးသမုတ်တမယာကြီးအတူတူပဲတစ်ခွက်ကလူစုတောင်းပေးပါအနောက်တောင်ထို့အရက်ဒီသားတဲ့နေရာတောင်ကျိုးမှာပေးဖို့အင်္ဂါသားသမီးဂျာသားပရိသားသမီးရန်ကိုရှောင်ရမယ်ဇကာအညက်ပေါ်တတနာတတိပြုရမယ်စေတနာနဲ့ဆောင်ရွက်တာတွေဆောင်ရွက်ပေးထားတာတွေအပေါင်းအသင်းမိတ်ဆွေတွေဆွေမျိုးသားချင်းတွေနဲ့ပရိပက္ခဖြစ်ပြီးလှုပ်ထားကိုင်းထားတာတဲ့ထဲရေသွန်လို့ဖြစ်သွားတတ်တဲ့ကိစ္စရက်တွေပေါက်တတ်တယ်တေချာပြောပြီးဆိုပြီးကမှဂတိပေးတဲ့ကိစ္စရက်တွေငွေကြေးကိစ္စရက်အချိန်နာရက်လပြဿနာကိစ္စတွေကြုံရတတ်လို့လွယ်ဂတိပေးတဲ့သူလွယ်ပြောတဲ့သူတွေကိုလက်မခံပြီးပါစိတ်နဲ့တန်ငင်တွေသားသမီးတွေလုပ်ငန်းရေးပိုင်းတတိထားပေးရမယ်ဂယူးဆိုင်ပေးဖို့တတိထားပေးဖို့တတိပြုတ်နိုင်ကိုစာမေတ္တာရခံတယ်နော်အကျိုးပေးကိန်းကဏ္ဍအကျိုးပေးမယ်ကိန်းကဏ္ဍရှစ်ကိန်းကဏ္ဍတုံညာကိန်းကဏ္ဍအိုးကိန်းကဏ္ဍနှစ်ကိန်းကဏ္ဍတွေကောင်းကျိုးပေးမယ်ကောင်းကျိုးဖြစ်ထွန်းမယ်အကျိုးပြုစေမယ်အကျိုးပေးမယ်အောင်မြင်မယ်တန်ငင်တွေသားသမီးတွေနည်းနည်းလေးစိတ်ထိခိုက်ရတာတွေစိတ်အနှောင့်အယှက်ဖြစ်ရတာတွေအပေါင်းအသင်းမိတ်ဆွေခင်မင်ရင်းနှီးသူတကယ်အမြဲတမ်းဆောင်ရွက်နေတဲ့သူတွေကြောင့်အလွယ်လွယ်အမှားကျွတ်အတိုင်းဆောင်ကိစ္စရက်တွေကြုံများဆုံများတတ်တဲ့အချိန်ဂရုစိုက်ပါတတိထားပေးပါတတိပြုပေးပါဇကာအမှားတတနာမဖြစ်စေနဲ့စေတနာနဲ့ရှင်ရင်နေလောက်ကင်တဲ့ကိစ္စတတိထားရမယ်တာရေးနာရေးလုံမွေးကိစ္စဖိမှန်တကခေါ်ယူတဲ့ပွက်လန်းတပ်ပင်နေလေတယောက်ရှင်းမြင်ရတာတွာလာလောက်ကင်ဆောင်ရပေးရတာတွေလေအောင်မြင်မယ်ညနာပန်လာမယ်
လူရှင်လူခင်ပေါ်မြမယ်ဒီလဟာဒုတိယကံကောင်းသောဇာတာရှင်ညနပန်းပွင့်မယ်စီပွားကံတက်မယ်တစ်ငွေကြေးကိစ္စအခက်အခဲတွေပြည့်ပြောင်းမယ်ငွေကံဇာတာကောင်းပါမယ်လက်ရွှင်မယ်တစ်ဖက်ကအကျက်တဲကြုံနေတစ်ဖက်ကဗန်လင်းတကူနဲ့ငွေကံဝင်တာတွေဖြစ်မယ်ရှမ်းမြေရွှေဝင်ရမယ်လကောင်းချိုးပြုံးမယ်လကောင်းချိုးဖြစ်စေမယ်ကြာမကြီးပိုင်းတော့နည်းနည်းလေးကြိုးစိုက်ပေးရမယ်ကြာမကြီးပိုင်းဆိုင်ရမှာကြာမကြီးမှာဥတဲရောက်တာရင်ပတ်နာတာခါကြိုက်တာအဲ့ဒီအစိတ်ပိုင်းနဲ့ပတ်သက်တဲ့ကြာမကြီးပိုင်းအစစ်မပြေခါကြိုက်တာတတိထားပေးရမယ်ကြာမကြီးစာတာအညာလေးနည်းနည်းကြိုးစိုက်ပေးရမယ်ပင်မမှုကြောင့်ပေါ်ပေါက်တတ်တယ်စိတ်ပန်းလိုပန်းနေအင်မတန်များပြီးတော့အောင်မြင်မှုလဲပေါက်ဆောင်သွားမယ်ကောင်းကျိုးအင်မတန်အလူဒါနာတို့လောက်ကန်ရမယ်ကံနေလက်တွေပွင့်လန့်မယ်စီပွားကံတက်မယ်ဇွဲလုံးလကြီးမတ်တယ်စာတာရှင်တွေဇွဲလုံးလကြီးမားတဲ့တက်နေနဲ့ပါစာတာရှင်တွေနော်စိတ်အားထက်သန်တဲ့လက်တွေ့မဖြစ်မှတ်နေဖြစ်အောင်စူးစမ်းအားထုတ်တတ်ပါလေကောင်းရင်မောင်းတပတ်ကန်နဲ့တမယာဖြော့ရည်တစ်ခွက်ကိုမင်းနဲ့တက်နေနေငါးပတ်တီတီပဲဖြစ်ဖြစ်တပတ်ပဲဖြစ်ဖြစ်သုံးပတ်ပဲဖြစ်ဖြစ်လက်ချိန်တစ်ခါပဲဖြစ်ဖြစ်ငါးချိန်ငါးရက်လုံးပုံပဲဖြစ်ဖြစ်နော်ဆရာဟောပြောတာကိုတွင်းမျက်နှာနောက်ကျလို့မှီတဲ့အပတ်ကိုလူမယ်ဆိုလိုက်ရတယ်ပြောမယ်ဆိုလို့ရှိရင်နိုဝင်ဘာ2ရက်နေ့9ရက်နေ့16ရက်နေ့23ရက်နေ့30ရက်နေ့မှီတဲ့အပတ်ကိုလည်းလူလို့ရတယ်တချို့ကပြီးတော့ဖိုင်တွေးတာနောက်ကျတာတွေလည်းရှေ့ကောင်းရှိတတ်တယ်အရှိအိမ်တော်ရေးကျမရေးစီပွားရေးလူမှုရေးမိသားစုရေးတို့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်မင်းများလိုတာများရှိခိုင်ရင်ဆရာရဖုန်းနံပါတ်ဖြစ်တဲ့3ညကို45လုံး3ည3ည4ခွန်ခွန်5လုံးရှောင်းနေတင်5တို့ကိုလည်းဓာတ်ရိုက်ဆက်သွဲမင်းများနိုင်ပါတယ်ဆရာရဗီတင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လေးစာကတော့ရန်ကုန်တာဂီတာကြောက်တိုင်မတ်တိုင်ကပီတယ်မတ်ကတ်ကြီးရဲ့ဘေးအေးစေဒီလန်တဲ့တိုင်နံပါတ်နေရာနဲ့ခွန်ညီထပ်ဖက်ဖြစ်ပါတယ်ညံဘူးတော့ကတော့ပညာလက်တဲ့ကျေတို့ကိုတောင်းကျန်မွေးနဲ့မွေးလာမွေးတက်ကြတဲ့နာမည်နေနဲ့ပဲလဝညာလဝတို့ကို Viber Telegram စသဖြင့် Page Messenger ပေးပို့ပြီးတော့ဆရာကိုမင်းများနိုင်ပါတယ်ဆရာအနေနဲ့လည်းစောင်းရင်ရှောင်းရင်သိသိတိုက်တာတက်ဦးချန်ကန်စာတာအလိုက်အကောင့်အစိုးတို့ကိုပွင့်လင်းဆွေးနွေးဟောပြောပေးလက်ရှိပါတယ်ပြည်တွင်းပြည်ပအနေနဲ့ရရမှဆရာထံဗေဒင်မေထမင်းရှာ9ရက်သားသမီးအားလုံးလည်းကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော်ပေးတဲ့ဆရာရနိုင်ထုံးပါလေအထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အခုလာမယ့်နိုဝင်ဘာလမှာတနင်္ဂနွေသားသမီးများလိုရင်ဆန္ဒများတလုံးတဝပြေးဝနိုင်ပါစေလို့ဆရာအနေနဲ့အထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါ